ခြားသူတွေထပ်ပို့ပြီးတော့မကြာခဏနှာစီးခြင်းနှာရည်ယိုခြင်းတွေဖြစ်နေတာဟာဘာကြောင့်ပါလဲကျမကတော့နားနှာခေါင်းလေချောင်းဥခေါင်းနဲ့လက်ပင်ခွဲစိတ်ထူကူဆရာဝန်ဒေါက်တာဣနင်လွန်တန်ဖြစ်ပါတယ်ရှင်ဒီဗီဒီယိုလေးမှာတော့ allergic rhinitis လို့ခေါ်တဲ့ဓမ္မတဲ့ချင်းကြောင့်ဖြစ်တတ်တဲ့နှာခေါင်းမိဘရောင်ရမ်းခြင်းယောဂနဲ့ပတ်သက်ပြီးတော့ sharing လုပ်ပေးသွားမှာဖြစ်ပါတယ်ရှင်ဒီ allergic rhinitis လို့ခေါ်တဲ့ဓမ္မတဲ့ချင်းကြောင့်ဖြစ်တတ်တဲ့နှာခေါင်းမိဘရောင်ရမ်းခြင်းဟာနေရာဒေသအလိုက်ဖြစ်ပွားနှုန်းနေရာကွက်ပြားခြားနားတက်ပြီးတော့မှကမ္ဘာလူဦးရေရဲ့အနည်းဆုံး 3.8 ရာခိုင်နှုန်းကနေပြီးတော့အများဆုံး 39.8 ရာခိုင်နှုန်းအထိဖြစ်ပွားနေတာကိုတွေ့ရှိရပါတယ်။အဓိကယောဂလက္ခဏာတွေကတော့မကြာခဏနှာရည်ယိုမယ်၊နှာစီးမယ်နှာခေါင်းပိတ်တာတွေအပြင်ကိုအချို့သူတွေမှာဆိုရင်နှာခေါင်းယားတာတွေနေရထိုင်ရခက်တာတွေလည်းဖြစ်ပွားတာကိုတွေ့ရှိရပါတယ်။အချို့သူတွေမှာဆိုရင် allergic conjunctivitis လို့ခေါ်တဲ့ဓမ္မတဲ့ခြင်းကြောင့်ဖြစ်တတ်တဲ့မျက်လုံးအမီးပါရောင်ရမ်းတာတွေတခါတရံမှာလည်းလေချောင်းယားတာတွေနဲ့လည်းတွဲပြီးတော့ဖြစ်ပွားတာကိုတွေ့ရှိရပါတယ်။ဒီ allergic rhinitis ယောဂဟာအသက်အရွယ်ကြာမှမရွေးမှာဖြစ်ပွားတတ်ပြီးတော့အသက်6လနှစ်အထက်ကလေးငယ်တွေမှာစတင်ပြီးတော့ဖြစ်ပွားတတ်ပါတယ်။များသောအားဖြင့်အသက်12နှစ်ကနေ16နှစ်အရွယ်တွေမှာယောဂလက္ခဏာစပြတာကိုတွေ့ရှိရပြီးတော့ဒီ allergic rhinitis ယောဂရှိတဲ့မိဘတွေကမွေးခဲ့တဲ့သားသမီးတွေမှာဆိုရင်ယောဂရှိဖို့အတွက်ရာခိုင်နှုန်းပိုများတာကိုလည်းတွေ့ရှိရပါတယ်။ဒီ allergic rhinitis ယောဂကိုရေဘူးရအားဖြင့် perennial allergic rhinitis တစ်နှစ်ပတ်လုံးမှာဖြစ်ပွားတဲ့ allergic rhinitis နဲ့ seasonal allergic rhinitis ရာသီဥတုလိုက်ဖြစ်ပွားတတ်တဲ့ allergic rhinitis ဆိုပြီးတော့ခွဲခြားနိုင်ပါတယ်။ seasonal allergic rhinitis ရာသီဥတုကြောင့်ဖြစ်တဲ့ allergic rhinitis တွေမှာဥပမာအချို့သူတွေကဆောင်းရာသီတွေမှာပိုဖြစ်မယ်အချို့သူတွေကကြတော့မိုးရာသီတွေမှာပိုဖြစ်မယ်အချို့ကကြတော့ဆောင်းအကုံຫນွေအကူဒီစပားရိတ်သိမ်းတဲ့အချိန်ကောက်ရိတ်သိမ်းတဲ့အချိန်တွေမှာရှူရှိုက်ရတဲ့အမှုန်အမွှားတွေနဲ့မတည့်တဲ့အခါမှာဒီယောဂလက္ခဏာကိုပို့ပြီးတော့ခံစားရတာကိုတွေ့ရှိရပါတယ်ဒီယောဂဟာ bronchial asthma လို့ခေါ်တဲ့ပန်းနာရင်ကျပ်ယောဂနဲ့ allergic conjunctivitis ဓမ္မတဲ့ခြင်းကြောင့်ဖြစ်တတ်တဲ့မျက်စိအမေးပါရောင်ရမ်းခြင်းယောဂတွေနဲ့လည်းတွဲပြီးတော့ဖြစ်ပွားတတ်တာကိုတွေ့ရှိရပါတယ်ဒီယောဂလက္ခဏာတွေကိုခံစားနေရတဲ့လူတစ်ယောက်ဟာနေ့စဉ်လုပ်ငန်းဆောင်တာတွေကိုထိခိုက်မှုမရှိဘူးဆိုရင်တော့ယောဂလက္ခဏာဆိုးဝါးမှုမရှိဘူးလို့ယေဘူးရအားဖြင့်ပြောလို့ရပါတယ်။ဒါပေမဲ့ sleep disturbance လို့ခေါ်တဲ့ပုံမှန်အိပ်စက်ခြင်းမပြုလုပ်နိုင်တာဒါမှမဟုတ်နေ့စဉ်လုပ်ငန်းဆောင်တာတွေကိုထိခိုက်လာတာဥပမာကျောင်းသားတစ်ယောက်ကပုံမှန်ကျောင်းမသွားနိုင်ဘူးပုံမှန်စာမလုပ်နိုင်ဘူးအလုပ်လုပ်နေတဲ့လူငယ်တစ်ယောက်ကပုံမှန်အလုံးမလုံးနိုင်ဘူးနေ့စဉ်လုပ်ငန်းဆောင်တာတွေကိုထိခိုက်လာမယ်ဥမာနှာစီးတဲ့အတွက်ကြောင့်မို့လို့သူ့အတွက်အလုပ်ထဲမှာနှောက်ယှက်ဖြစ်လာမယ်ဒါမှမဟုတ်ရင်အားကစားသမားတယောက်ကပုံမှန်အားကစားတွေကိုမလုပ်ဆောင်နိုင်ဘူးစသဖြင့်ရှိခဲ့မယ်ဆိုရင်တော့ moderate to severe allergic rhinitis ယောဂလက္ခဏာဆိုးဝါးမှုရှိတယ်လို့ယေဘူးရအားဖြင့်ပြောလို့ရပါတယ်နောက်တစ်ခုကရတပတ်၄ပတ်ထက်ကျော်ပြီးတော့ယောဂလက္ခဏာတွေကိုဆက်တိုက်ခံစားနေရတာရတပတ်တစ်ပတ်မှာဆိုရင်အနည်းဆုံး၄ရက်ထက်ကျော်ပြီးတော့မှယောဂလက္ခဏာတွေကိုခံစားနေရတယ်ဆိုရင်တော့ persistent allergic rhinitis ဒီယောဂကိုရေရှည်ခံစားနေရတဲ့သူလို့ယေဘူးရအားဖြင့်ပြောလို့ရပါတယ်allergic rhinitis လို့ခေါ်တဲ့ဓမ္မတဲ့ခြင်းကြောင့်ဖြစ်တဲ့နှာခေါင်းမိဘရောင်ရမ်းခြင်းယောဂရှိရလို့သတ်မှတ်ဖို့အတွက်ဆိုရင်ယောဂလက္ခဏာတွေဖြစ်တဲ့နှာရည်ယိုခြင်းနှာစီးခြင်းနှာခေါင်းပိတ်ခြင်းနဲ့နှာခေါင်းယားယံခြင်းစတဲ့လက္ခဏာ၄ခုမှာအနည်းဆုံး2ခုဒါမှမဟုတ်ရင်2ခုထက်ပိုပြီးတော့ရှိရမယ်ဒုတိယတစ်ခုကဒီယောဂလက္ခဏာခံစားရတဲ့ရက်က2ရက်ဒါမှမဟုတ်2ရက်ထက်ပိုပြီးတော့ကြာရမယ်တရက်မှာလည်းအနည်းဆုံး1နာရီထက်ပိုပြီးတော့မှယောဂလက္ခဏာခံစားရမယ်ဆိုရင်တော့ allergic rhinitis လို့ယူဆလို့ရပါတယ်။အရေးကြီးဆုံးကတော့ဓမ္မတဲ့ခြင်းကိုဖြစ်ပွားစေတဲ့ပစ္စည်း allergens နဲ့ထိတွေ့ပြီးနောက်ပိုင်းမှာဒီလက္ခဏာတွေကိုစပြီးတော့ခံစားရတယ်ဆိုရင်တော့ allergic rhinitis လို့ယေဘူးရအားဖြင့်သတ်မှတ်လို့ရပါတယ်။
ဒီ allergens တရားဆိုရင်တစ်နှစ်ပတ်လုံးမှာရှိတတ်တဲ့ allergens တွေလည်းရှိတယ်လို့ seasonal ပေါ့နော်ဥပမာဆိုရင်ဒီဆောင်းရာသီတွေမှာမှပွင့်တဲ့ပန်းတွေမှာဆိုဒီပန်းဝတ်မှုန်တွေလည်းရှိနိုင်တယ်မိုးရာသီတွေမှာမှထွက်တဲ့ဒီမြက်တွေမြက်သီးလေးတွေရှိနိုင်တယ်စပားရိတ်သိမ်းချိန်တွေမှာမှကောက်ရိတ်သိမ်းချိန်တွေမှာမှထွက်လာတဲ့မှုန်အမွှားတွေစသဖြင့်ဒါလေးတွေကိုကြတော့ seasonal allergens ရာသီဥတုလိုက်ဖြစ်တဲ့ allergens လို့ခေါ်တယ်နောက် perennial allergens ဒီတစ်နှစ်ပတ်လုံးအများတန်းရှိတတ်တဲ့ allergens ဒီမှာဆိုရင်အဓိကအားဖြင့် house dust mite လို့ခေါ်ရဲပေါ့နော်အိမ်တွေမှာဒီဖုံအမှုံမွှားတွေမှာရှိတဲ့ဒီ allergens တွေကနေပြီးတော့များသောအားဖြင့်ဓာတ်မတည့်ခြင်းကိုဖြစ်တတ်တယ်နောက်တစ်တိရစ္ဆာန်တွေရဲ့အညစ်အကြေးကြောင်လေးတွေခွေးလေးတွေရဲ့အညစ်အကြေးတွေပိုးဟတ်ချီကြွက်ချီစတဲ့ဒီအညစ်အကြေးတွေကနေပြီးတော့မှထွက်လာတဲ့အမှုံမွှားတွေကနေတစ်ဆင့်ဓာတ်မတည့်ခြင်းကိုဖြစ်ပွားစေတာမျိုးလည်းရှိနိုင်တယ်ဒီ allergens လို့ခေါ်တဲ့ပစ္စည်းတွေကအိပ်ယာတွေပေါ်မှာလိုက်ကာတွေပေါ်မှာဒီကြမ်းမြင့်တွေကော်စောတွေစသဖြင့်ဒီနေရာတွေမှာတင်ကျန်နေတဲ့အခါမှာဆိုရင်သူတို့ကိုရှူရှိုက်မိတဲ့အခါမှာပုံမှန်အားဖြင့်နှာစီးတာနှာရည်ယိုတာစတဲ့လက္ခဏာတွေကိုခံစားရတာဖြစ်ပါတယ်စမ်းသပ်စစ်ဆေးမှုတွေအနေနဲ့ဓာတ်မတည့်ခြင်းကိုဖြစ်ပွားစေတတ်တဲ့အလက်ချင်းပစ္စည်းတွေကိုလူနာရဲ့လက်ဖြံအရည်ပြားပေါ်မှာအနည်းငယ်ချစ်ပြီးတော့စမ်းရမယ်။အကယ်၍ဒီပစ္စည်းနဲ့မတည့်ခဲ့ဘူးဆိုရင်10မိနစ်ကနေ15မိနစ်အတွင်းမှာဒီစမ်းထားတဲ့နေရာလေးမှာနေရဲပြီးတော့ရရနာလေးတွေဖြစ်ပေါ်လာတာကိုတွေ့ရပါတယ်။အထက်ရောက်ဆုံးကုသမှုအနေနဲ့ကမိမိနဲ့မတည့်တဲ့ allergens ကိုသိအောင်စူးစမ်းပြီးတော့ရှောင်ကျဉ်ခြင်းကတော့အထက်ရောက်ဆုံးကုသခြင်းပဲဖြစ်တယ်။ဆေးဝါးတွေအနေနဲ့ကတော့ဆေးဆိုင်တွေမှာရရှိနိုင်တဲ့ဒီ antihistamine ပေါ့နော် cetirizine လို့ဆေးမျိုးကတော့ခဏတာယောဂလက္ခဏာတွေကိုသက်သာနိုင်မယ်။ဒါထက်ပိုပြီးယောဂလက္ခဏာဆိုးဝါးနေရဆိုရင်တော့နားနှာခေါင်းလည်ကြောင်းဒါထက်ပိုပြီးယောဂလက္ခဏာဆိုးရတယ်ဆိုရင်တော့နားနှာခေါင်းလည်ကြောင်းအထူးကုဆရာဝန်တွေနဲ့တက်နိုင်ဆုံးဆွေးနွေးပြီးတော့ကုသရမှာဖြစ်ပါတယ်အဓိကကတော့ကိုယ်ဝန်ဆောင်ချိန်မှာဆေးလိပ်တောက်တာနဲ့ကလေးငယ်တွေနားမှာဆေးလိပ်တောက်တာကိုအထူးရှောင်ရှားရမှာဖြစ်ပါတယ်။ဒါအပြင်ဒီ house dust mite လို့ခေါ်တဲ့ဒီဖုံမှုတ်တွေကိုရှူရှိုက်ခြင်းကနေပြီးတော့လည်းရှောင်ရှားရမှာဖြစ်ပါတယ်။ဒီယောဂရှိတဲ့သူတွေကအိယာခင်းတွေလိုက်ကာတွေကိုတစ်ပတ်တစ်ချိန်ဒါမှမဟုတ်နှစ်ပတ်တစ်ချိန်လဲလှယ်မယ်။ခေါင်းလေးတွေကိုနေလှမ်းတာတို့အမွှေးပွားအယုတ်လေးတွေကိုအိယာမှာထားပြီးတော့အိတ်တာမျိုးကိုလည်းရှောင်တာတော့အကောင်းဆုံးပဲပေါ့နော်။အဓိကတော့အမွှေးပွားအယုတ်လေးတွေကိုအမြဲပွင့်ဖက်တာတွေကိုရှောင်ရမယ်။ကြောင်လေးတွေခွေးလေးတွေကိုအမြဲတမ်းပွေ့ဖက်တာနမ်းရှုပ်တာသူတို့အမွှေးလေးတွေကိုရှူတာပေါ့နော်အဲ့ဒါလေးတွေကိုလည်းတက်နိုင်ဆုံးရှောင်ရမယ်နောက်ပြီးတော့ဒီ aircon သုံးတဲ့သူတွေဆိုလို့ရှိရင် aircon စကားတွေကိုမှန်မှန်ဆေးတာမျိုးကိုလည်းပြုလုပ်ရမယ်ဒီတက်နိုင်တဲ့သူဆိုရင်တော့ဒီဖုံဆုပ်ဆက်တွေသုံးပြီးတော့မှဖုံဆုပ်ပြီးတော့မှတန့်စင်တာမျိုးကိုပြုလုပ်မယ်ဆိုရင်တော့ယောဂလက္ခဏာတက်တာဖို့ chance ကတော့ပိုများတာကိုတွေ့ရမယ်အချို့တွေမှာဆိုရင်ဒီလှုပ်တဲ့အလုံးနဲ့လည်းဆိုင်နေပေါ့ဥပမာဆိုရင်ဒီ construction လုပ်တဲ့သူတွေဒီဆောက်လုပ်ရေးသမားတွေဆိုရင်ဒီအမှုံတွေရှူရှိုက်ရတဲ့အခါမှာဆိုရင်ဒီယောဂလက္ခဏာကိုပိုဆိုးတတ်တယ်ဒါကြောင့်မလို့လှုပ်တဲ့အချိန်မှာ mask တက်တာတို့ပေါ့နော်အတက်နိုင်ဆုံးဒီအမှုံတွေကိုမရှူရှိုက်မိအောင်သတိထားဖို့လိုတယ်အချို့ဆိုရင်ကိုယ့်ရဲ့အလုပ်ပါပြောင်းလိုက်မှဒီဓာတ်မတည့်တဲ့ယောဂတက်တာသွားတာမျိုးတွေလည်းရှိတာကိုတွေ့ရတယ်နောက်ဒီပန်းဝတ်မှုံနဲ့မတည့်တဲ့သူတွေဆိုရင်လည်းကိုယ်နဲ့မတည့်တဲ့ပန်းတွေကိုရှောင်ရှားတာအဲ့ဒါမျိုးကိုလည်းတက်နိုင်ဆုံးပြုလုပ်ပေးရမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးကနေပြီးတော့အကျိုးတစ်စုံတရာရမယ်လို့လည်းယုံကြည်ပါတယ်ရှင်။နောက်နှာခေါင်းလည်ချောင်းနဲ့ဆိုင်တဲ့ကျန်းမာရေးဗဟုသုတတွေကိုအပတ်စဉ် sharing လုပ်ပေးသွားမှာဖြစ်လို့ channel လေးကိုလည်း like and subscribe လုပ်ထားဖို့မမေ့နဲ့နော်။နောက်ဗီဒီယိုလေးမှာပြန်ဆုံကြမယ်နော်။